ဘဒူးပါပြောကျွန်တော်ကတော့မန်စီးတင်ပရီးမီးယားလိရမယ်လို့ယုံကြည်နေတော့မယ်ဟုတ်တယ်မလားလက်ရှိအနေထားမှာတော့ကျွန်တော်တို့မန်စီးတင်ကအာဆင်နယ်နဲ့ဒါလုံးဝပွဲအရေးအတွက်အတူတူကန်ထားတယ်ဒါပေမဲ့နှစ်မှတ်လျော့နေတယ်နှစ်မှတ်ထဲဗျာဟုတ်တယ်မလားကျွန်တော်ပြောတာနှစ်မှတ်ထဲတပွဲချေကျော်လိုက်တာနဲ့အဲ့နှစ်မှတ်ကဘာမှမဟုတ်တော့ဘူးအဲ့တော့ကျွန်တော်ကိုပရီးမီးယားလိချန်ပီယံဆုရမလားလို့မင်းကျွန်တော်တို့မန်စီးတင်မဲ့ရမယ်လို့ကျွန်တော်ဖြေအောင်ပါပဲဘာလို့လဲဆိုတော့ဘောလုံးလေဗျာဟုတ်တယ်မလားအာဆင်နယ်ကကျွန်တော်တို့နှစ်ပွဲပဲကျန်တော့တယ်ဒါပရီးမီးယားလိမှာကန်ရမှာဆိုလို့ရှိရင်ကျွန်တော်တို့ခရစ္စတယ်ပဲလေးရယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီဘန်လီရယ်ဗျာနှစ်တင်းစလုံးကအမှတ်မလို့တော့ဘူးဘန်လီဆိုရင်လည်းတန်းဆင်းသွားပြီခရစ္စတယ်ပဲလေးဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒါဟိုမြောက်တင်မြောက်နဲ့ပဲပြီးသွားပြီတန်းလည်းမဆင်းရတော့ဘူးဥရောပဝင်ခွင့်လည်းမရတော့ဘူးသူတို့အနေနဲ့အားစိုက်စရာဆိုလို့ conference league ပဲရှိတော့တယ်အဲ့တော့လုံးဝအာဆင်နယ်အနေနဲ့ဖီယာကင်းကင်းနဲ့ကန်လို့ရတယ်ဗျာပုံမှန်တိုင်းတွေးကြည့်ရင်တော့အာဆင်နယ်အနေနဲ့ခရစ္စတယ်ပဲလေးရောပြီးလို့ရှိရင်ဘန်လီရောအေးစစ်တက်တောင့်တက်တာလေးနိုင်သွားလိမ့်မယ်ပရီးမီးယားလိချန်ပီယံဆုရလိမ့်မယ်ဒါကကျွန်တော်တို့အင်မတန်မှကိုရိုးရှင်းတဲ့အတွေးကောအင်မတန်မှကိုလူတိုင်းမြင်နိုင်တဲ့ကျွန်တော်တို့ဒါအချက်ပေါ့ဗျာဒါပေမဲ့ဘောလုံးကြီးဗျာဟုတ်တယ်မလားဘောလုံးအလုံးကြီးဘာမစိုးဖြစ်နိုင်တယ်ဗျာဟုတ်တယ်မလားဘောလုံးကအလုံးကြီးဆိုဘာမစိုးဖြစ်နိုင်တယ်အာဆင်နယ်ချေမချော်နိုင်ဘူးလို့ခင်ဗျာဘဒူတက်အပ်ပြောရဲလေဘဒူတက်အပ်ပြောရဲလေဟုတ်တယ်မလားပရီးမီးယားလိဆိုတာကကျွန်တော်ဘာမစိုးဖြစ်နိုင်တယ်ဗျာအမှတ်မလိုတဲ့အတင်းရောလိုတဲ့အတင်းရောအရှင်းဆုံးပြောရလို့ရှိရင်ကျွန်တော်တို့ဒါအတင်းတိုင်းကအတင်းကြီးတွေကိုဒုက္ခပေးနိုင်တယ်လို့ကျွန်တော်တို့ဒါအတင်းငယ်လေးတွေကလည်းအတင်းကြီးတွေကိုမကြာခဏအနိုင်ယူလေးရှိတာကျွန်တော်တို့မြင်တွေ့နေရတယ်ဗျာဟုတ်တယ်မလားဒါကြောင့်ပဲကျွန်တော်ပရီးမီးယားလိကကမ္ဘာပေါ်မှာလူစိတ်ဝင်စားမှုအများဆုံးနဲ့ကျွန်တော်တို့အားပေးချက်နဲ့ဒါဝင်ငွေအကောင်းဆုံးလိဖြစ်နေတာဗျာအာဆင်နယ်ချီချော်တော့နေတယ်အာဆင်နယ်ချီချော်နဲ့ကျွန်တော်တို့မန်စီးတီးကပရီးမီးယားလိဖလားရပြီဟုတ်တယ်မလားကျွန်တော်တို့ကန်မှာဘုံမောက်ရဲ့အက်စတွန်ဗီလာရဲ့ပဲရှိတော့တယ်အဲ့ဒီတင်းနေရတော့ကျွန်တော်တို့မန်စီးတီးရဲ့အခုလက်ရှိအနေထားနဲ့ AC9 နဲ့ AC9 နဲ့ဟုတ်တယ်မလားအဲ့တော့အာဆင်နယ်အနေနဲ့ကတော့ခင်ဗျာဟိုချန်ပီယံလိအတွက်လည်းတို့ကအာယုံစိုက်ရအောင်ပါဗျာဟုတ်တယ်မလားအဓိကကစားသမားတွေမရှိဘူးဗျာအာဆင်နယ်အနေနဲ့ကချန်ပီယံလိမှာဟိုလွယ်ကူတဲ့ပြိုင်ပွဲဖြစ်မနေဘူးဗျာအတင်းတိုင်းအနိုင်ကန်ထားတဲ့ PSG နဲ့တွေ့ရမှာအဲ့တော့တို့အနေနဲ့အဲ့ချန်ပီယံလိကိုရကျင်တော့တေးကြတဲ့ဒီလိုပွဲစဉ်မျိုးတွေမှာတို့လူအချင်းချက်တွေလောက်ရမှာလူအပြောင်းလဲလောက်ရမှာအဓိကကစားသမားတွေဒဏ်ရာမရအောင်ထိန်းကန်ရမှာပြောင်းလို့ဖီယာများတယ်ဗျာဥမာချန်ပီယံလိလည်းရှိတယ်ပြီးရင်ပရီးမီးယားလိလည်းရှိတယ်ဟုတ်တယ်မလားဖီယာတော်တော်များနေတဲ့ကာလမှာကျွန်တော်ကတော့အာဆင်နယ်အနေနဲ့ဒီတို့ရဲ့ရှိရဲ့လူစင်းနဲ့ဟိုဟန်ချက်ညီအောင်ထိန်းသိမ်းပြီးတော့ကန်နိုင်မယ်လို့ကျွန်တော်မထင်ဘူးအဲ့တော့တပွဲတာခြေချော်ကြည့်လိုက်ကျွန်တော်တို့မန်စီးတင်ကချက်ချင်းကြော်တက်သွားမှာပရီးမီးယားလိရပြီလေပွဲစဉ်ကလည်းနှစ်ပွဲပဲကျန်တော့တာအဲ့တော့ဘဒူတွေဘာတွေပဲပြောကျွန်တော်တို့ပရီးမီးယားလိချန်ပီယံဆုမန်စီးတင်ရမယ်လို့ကျွန်တော်ထင်တယ်ပြီးတော့ဂွာဒီယိုလာရဲ့ကျွန်တော်မန်စီးတင်ကလုံးဝအခုချိန်မှာခြေစွမ်းပိုင်းကကျွန်တော်ရိမ့်သွားတယ်ဟုတ်တယ်အေဗာတန်နဲ့ပွဲမှာရိမ့်သွားတယ်ဘာလို့လဲဆိုတော့ရိုဒရီမပါလို့ရိုဒရီမပါတဲ့အတွက်အခုဆိုရိုဒရီလည်းပြန်ကောင်းနေတဲ့အနေအထားဆိုတော့ကျန်တဲ့ပွဲစဉ်တွေတော့ ACC နိုင်တယ်ကျွန်တော်ပရီးမီးယားလိဆုရအောင်မယ်လို့ကျွန်တော်နေရတော့ယုံကြည်မှုအပြည့်ရှိတယ်ခင်ဗျားတို့ရောခင်ဗျာပရီးမီးယားလိဆုကိုအာဆင်နယ်ပဲရမယ်ထင်လားမန်စီးတင်ပဲရမယ်ထင်လားကျွန်တော်ကတော့ဒီမှာကြည့်လိုက်ဝတ်ထားတာကြည့်လိုက်မန်စီးတင်ပဲရမှာ